ကဲယောဂီများအားလုံးမိမိတို့ခန္ဓာကိုယ်အရိယာပုဂ္ဂလိမြတ်တစွာထိုင်ပြီးတော့မြတ်တစွာဆိုတာခေါင်းပေါင်းအုပ်ထုပ်များလွတ်လပ်စွာဆောင်းပြီးတော့သက်တောင့်သက်သာတရားနာနိုင်ကြပါပြီနော်ဒါဆိုအချိန်နည်းနည်းနောက်ကျသွားတဲ့အတွက်ခေါင်းဆောင်းနိုင်တယ်အေးနေကျမကြီးဖောက်ပြန်အဲ့ဒါဥစ္စာဝိနည်းမှာတော့ဥယျပေါင်းသောပုဂ္ဂိုလ်အားမနာမဖျားပဲတရားမဟောရဒီလိုရှိပါဒါပေမဲ့အခုအဲ့ဒါကြောင့်လွတ်လပ်စွာခေါင်းပေါင်းခွင့်ခေါင်းဆောင်းခွင့်ပေးပါတယ်နော်ကဲစကြစို့ယနေ့သာသနာတော်နှစ်2552ခုနှစ်ပြာသိုလလပြည့်ကျော်17ရက်2009ခုနှစ်တလပိုင်း21ရက်နေ့ညကျေးဇူးတော်ရှင်ဧကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးဤတရားဌာနဧရာဝတီတိုင်းဘေကရဗုဒ္ဓကွင်းအတွင်း၌ဘေကရွာကောစကံအတွင်းသရင်သုံးနေထိုင်တော်မူကြကုန်သောဘုရားမှုရှိသောသံဃာတော်ရှင်သူမြတ်အပေါင်းတို့အားဥထိပ်ပန်ဆင်လျက်မြို့မိမြို့ဖလူကြီးမင်းများအားအမှုထား၍တန်ခိကဒါနဆွမ်းဆန်တော်အသင်းဘေကရမြို့မှရက်ကွက်မှဦးစီး၍ပါဝင်ကျင်ချင်းရွာနယ်ပယ်များစုပေါင်းစီစဉ်ပူဇော်အပ်သည့်ဆွမ်းဆန်တော်အကျိုးရည်သက်ချဓမ္မပူဇနိယအခါကာလ၌တရားတော်နာကြောရောက်တော်မူလာကြကုန်သောယောဂီသူတော်စင်များအားလုံးစိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းပြည့်စုံစွာနဲ့ဦးဇင်းတို့ဟောပြောပြသမဲ့သစ္စာတရားများကိုနာလဲနာနိုင်ကြပါစေနာတဲ့အတိုင်းလဲသိကြပါစေသိတဲ့အတိုင်းလဲဒီဘဝဒီခန္ဓာမစွန့်ကြခင်ကိုယ်ဒုက္ခကိုလက်စသိမ့်အောင်ကျင့်ကြံကြိုးကိုပွားများအားထုတ်နိုင်ကြပါစေလို့အားလုံးပဲမေတ္တာပို့သပေးလိုက်ပါတယ်နော်သစ္စာတရားတော်တို့ကိုဟောကြားရာ၌အနန္တဂုဏ်အင်းကျေးဇူးရှင်များဖြစ်ကြသောဘုရားယရဏတရားယရဏသံဃာယရဏယရဏတော်မြတ်သုံးပါးတို့နှင့်တကွအမိအဖဆရာသခင်ကျေးဇူးရှင်အပေါင်းတို့အားပူဇော်ကျေးဇူးဆတ်သောအဖြစ်၎င်းဘုဇင်မျက်မှောက်သို့ယနေ့တရားနာကြွရောက်လာကြသောသန္တရာဤဆွေတော်မျိုးတော်အပေါင်းတို့အားကျေးဇူးဆတ်သောအနေနဲ့ဟောကြားသွားမှာဖြစ်ပါတယ်အလုံးသောသူတော်ကောင်းပေါင်းတို့လည်းမိမိတို့ရဲ့မမိတ်မလျော့မပေါ့ဆသောတတိတရားမလျှော့သောဇွဲလုံးလကိုလက်ကင်ထားပြီးတော့ဒီဘဝဒီခန္ဓာလေးမစွန့်ခင်ကလေးမှာသာသနာတော်နဲ့တွေ့ကြိုးနှက်အောင်လူဖြစ်ကြိုးနှက်အောင်ကြိုးစားကြပါလို့အားလုံးလေးစားစွာနဲ့တိုက်တွန်းပါတယ်နော်ကဲအားလုံးပုံမှန်တော့ဦးဇင်းတို့တရားတနာရီဟောပြီးရင်15မိနစ်တရားအထုတ်ရပါတယ်ပြီးမှရည်သက်ချအမြောက်ဒီနေ့တော့တရားစချိန်ဟာခု9နာရီနဲ့4မိနစ်ရှိသွားပါအဲ့တော့ယောဂီများနေ့လေကလေးကရင်စောင့်ဆိုင်နေကြကြရတဲ့ရာဇီရုဒံခံရခြင်းကြာမြင့်စွာစောင့်ဆိုင်ရခြင်းနောက်ကြိုးစားထားတဲ့ဝေယဝဆအဖွဲ့များဟာလဲအလုံးအစဉ်ပြေအောင်ကြိုတင်ပြီးတော့ပြင်ဆင်မှုတွေအများကြီးလုပ်ထားပေမဲ့အကြောင်းကျိုးမညီညွတ်တော့တရားပဲနောက်ကျသွားတဲ့အတွက်15မိနစ်တရားထိုင်ခြင်းအလုပ်ကိုဦးဇင်းတို့ဒီနေ့ဖြုတ်လိုက်ပါမယ်အဲ့တော့တဏှာကြီးတရားဟောပြီးရင်မေတ္တာပို့မယ်ရှည်ဆက်ချဟုတ်ပြီနော်ကဲကောင်းပြီအဲ့တော့လူရင်းကလေးကပဲစပြောရအောင်ကိုယ်စဉ်တရားပွဲတွေမှာဒီဘက်နှစ်ပိုင်းပေါ့လေအထူးသဖြင့်ဘာကိုဦးစားပေးပြောလာကြလဲဆိုတော့သာသနာတော်နဲ့ပတ်သက်တဲ့အခြေခံသိသင့်သိအပ်တာလေးတွေမူကြိုဆရာပြီးပြီပဲမူကြိုသင်တန်းလေးတွေပေးလာအဲ့တော့ဒီနေ့လေဦးဇင်းတို့တလျှောက်လုံးပြောလာခဲ့တဲ့စကားကပဲစရမှာဗုဒ္ဓဘာသာဆိုတာဘယ်ပေါ်မှာအခြေခံလဲ
တင်နေကြော်ချလိုက်ရင်ဒါပြဿနာတက်အောင်ပဲနော်သောသောကဒါတွေမပြောတော့ဘူးပြောတာများပြီလို့စဉ်းစားထားတယ်ဗုဒ္ဓဘာသာရဲ့အရင်မူလအခြေခံဟာဘယ်ပေါ်မှာအခြေခံသလဲလို့မေးရင်ဘုရားရဲ့အဆုံးအမပေါ်မှာအခြေခံတယ်လို့အလုံးတလို့ဖြေပေးပါဘုရားဗုဒ္ဓဘာသာဘယ်မှာအခြေခံသလဲအလုံးမှတ်ထားပါဘုရားရှင်ရဲ့အဆုံးအမကိုလိုက်နာကျင့်သုံးနေကြရင်ဗုဒ္ဓဘာသာထွန်းကားတယ်တည်တတ်တယ်ပြန့်ပွားတယ်လို့ခေါ်လို့ရတနည်းအားဖြင့်သာသနာတည်တယ်ပေါ့ဘုရားရဲ့အဆုံးအမလိုက်နာကျင့်သုံးတဲ့လူမရှိတော့ရင်သာသနာကွဲပြီရှင်းသလားဒါကြောင့်ဗုဒ္ဓဘာသာဟာဘယ်ပေါ်မှာအခြေခံတာလဲဘုရားတကူပေါ်မှာလားဘုံကံပေါ်မှာလားဘယ်ပေါ်မှာလဲအဲ့တော့သာသနာတည်မတည်ဆိုတာသာသနာရှိမရှိဆိုတာဘယ်လိုဆုံးဖြတ်ဘုရားဆုံးမလိုက်နာကျင့်သုံးခြင်းရှိမရှိရှင်းသလားအဲ့တော့ပတ်ဝန်းကျင်ကိုအသာထားအခုဦးဇင်းတို့တော်ကောင်းတို့ရဲ့ယင်ထဲမှာပေါ့နော်ကိုယ်တိုင်ကိုယ်သာသနာကိုပြန်စစ်ကြည့်အောင်ငါတို့ဘုရားဆုံးမကိုလိုက်နာကျင့်သုံးပြီးနေတဲ့အချိန်နဲ့မကျင့်သုံးတဲ့အချိန်ဘယ်ရင်းကများဒါတော့ဘုရားမကြိုက်ဘူးငါမလုပ်ဘုရားကဒါမလုပ်နဲ့လို့ပြောတယ်မလုပ်တော့ဒါလေးကတော့ဘုရားကလှုပ်ခိုင်းတာတယ်ဖြစ်အောင်လုပ်အဲ့ဒါလို့ဘုရားရှင်ရဲ့အဆုံးအမကိုအမြဲတမ်းနှလုံးသွင်းပြီးတော့လုပ်နေတဲ့လူနဲ့နှလုံးမသွင်းမဲ့လုပ်တဲ့လူဘယ်ရင်းကများလဲကိုယ်တိုင်ကနှလုံးသွင်းခဲ့တဲ့အချိန်နဲ့နှလုံးမသွင်းခဲ့တဲ့အချိန်ဘယ်ရင်းကများဒါပြင်သူတော်ကောင်းတို့ယင်ထဲမှာသာသနာရှိတယ်လို့ပြောလို့ဒါကြောင့်သစ္စုပ္ပန်တဲ့တဲ့အခြေအနေကိုသုံးသပ်ကြည့်ရင်သာသနာတော်ကြီးလည်းပျက်စီးနေတယ်လူမျိုးတွေလည်းပျက်စီးနေဒါတော့မဖြစ်မနေသိကြဖို့အချိန်တန်ဟုတ်ပြီနော်အဲ့တော့မေးကြည့်လိုက်စီးပွားရေးလုပ်ငန်းရှင်တွေမေးကြည့်လိုက်မင်းစီးပွားဥစ္စာနဲ့သာသနာဘယ်ဟာအရေးကြီးလဲလို့မေးရင်သူတို့ဘာဖြစ်လဲစီးပွားရေးအရေးကြီးတယ်ပေါ့ထိုနည်းတူစွာပဲယာရုဂုံသိမ့်မက်မောသူတွေကိုသွားမေးကြည့်လိုက်မင်းယာရုဂုံသိမ့်နဲ့သာသနာဘယ်ဟာအရေးကြီးလဲဆိုရင်ဒီတိုင်းပဲအဲ့တော့အားလုံးဟာသာသနာပေါ်မှာအလေးနဲ့ထားမှုတန်ဖိုးထားမှုတွေရုပ်ရော့လာပြီဆိုတာမသေးကြဘူးလားအဲ့တော့သူတော်ကောင်းတို့လိုချင်တဲ့ဘဝရဲ့ပြည့်စုံခြင်းချမ်းသာခြင်းတာယာစီပင်ခြင်းဆိုတာဟာဘုရားရဲ့အဆုံးအမကင်းကွာပြီးတော့ပြည့်စုံတဲ့ချမ်းသာကိုရနိုင်မရနိုင်ရနိုင်မလားအားလုံးငွေကြေးဥစ္စာဒနာပြည့်စုံတယ်ဒါပေမဲ့ဘုရားအဆုံးအမမကိန်းသူတယောက်မှချမ်းသာအစစ်ကိုရမရရာလူဌာနရကြီးကျယ်စွာရထားတယ်ဒါပေမဲ့ဘုရားအဆုံးအမယင်ထဲမှာမရှိရင်ဒီပုဂ္ဂိုလ်ချမ်းသာကိုရနိုင်မရနိုင်ယုံသလားဒါဖြင့်ငါတို့အဓိကထားရမှာပါလေဘုရားရဲ့အဆုံးအမအဲ့ဒီအဆုံးအမတွေရှိတဲ့အတွက်သူတော်ကောင်းတို့ဦးဇင်းတို့မှာဘာကျေးဇူးတွေများသလဲလို့မေးရင်အကောင်းဆိုဘုရားရဲ့အဆုံးအမတွေဟာအကောင်းဆိုကြောင်းကျိုးအမှားအမှန်ကိုဝေဖန်ပိုင်းခြားနိုင်တဲ့တတ္တိမရှိဘူးလားလောကမှာကောင်းမှန်းဆိုးမှန်းမသိတဲ့ဘဝနဲ့အကောင်းဆိုးသိတဲ့ဘဝဘယ်ဟာကတန်ဖို့ရှိတာအမှားမှန်မသိတဲ့ဘဝနဲ့အမှားမှန်သိတဲ့ဘဝဘယ်ဟာတန်ဖို့ရှိလဲကောင်းပြီအကြောင်းအကျိုးမသိတဲ့ဘဝနဲ့အကြောင်းအကျိုးသိတဲ့ဘဝဘယ်ဟာအစင်တန်းမြင့်တယ်လဲယုံသလားသိကြသလားဒါကြောင့်ဦးဇင်းတို့ဒီနှစ်ထဲမှာမေးတယ်မေးကုန်ဒါကိုယ့်အကူမေးရဘုရားဘာသာတွေဘုရားကြော့ဘူးကြလားအေးဘုရားကိုဘာကြောင့်ကြော့ယေရှုရှိလို့အလုံးဖြေလိုက်စမ်းပါ
ဒါအမျိုးမျိုးအနေနဲ့မှာပြောလာပြီဆိုတော့ဦးဇင်းတို့သိပြီးတော့သူ့အတွက်အချိန်ကုန်မခံတော့ပါဘူးအဲ့တော့အားလုံးပဲမှတ်ထားပါမသိသေးရင်သိအောင်လေ့လာပါသိအောင်ကြိုးစားပါဘုရားရှင်ကိုတော်မြတ်ကြီးကိုဘာလို့ကြော့ကြငါတို့ကြော့နေတာဘုရားရှင်ဤရုပ်ပွားတော်တွေဆင်းတုတော်တွေဇေဒီတော်တွေကိုအဓိကထားကြော့တာလားဘုရားကျေးဇူးကိုကြော့တာအေးဒါဖြင့်ဘုရားကိုဘယ်လိုကြော့မလဲကျေးဇူးသိပြီးမှကြော့ပြောကျေးဇူးသိပြီးတော့ဘုရားဘာသာလေနော်အမှန်တန်လည်းဝမ်းနေစရာပေါ့ပါတို့လည်းသူတို့ကျွေးတဲ့ဆွမ်းကိုဆက်စားတဲ့မစားတဲ့တော့တော်တော်စဉ်းစားနေသူတို့ကျွေးတဲ့ဆွမ်းကိုစားသူတို့လူတဲ့သင်္ကန်းကိုဝတ်သူတို့ဆောက်ပေးတဲ့အဆောက်အအုံပေါ်မှာနေပြီးတော့ဒီဗုဒ္ဓဘာသာသာသနာကြီး၆ပတ်နေရတဲ့တရားဓမ္မတွေဘုရားဘာကြောင့်ကြောအမှန်ဘလို့ကြောအမှန်တော့မသိတော့ဘူးဆိုငါတို့လည်းဒီဆွမ်းနဲ့မထိုက်တော့ဘူးထင်တယ်လို့ဒီလိုတစ်ခါတလေခံစားမိအဲ့တော့အပြန်အလှန်ကျေးဇူးသိမှဖြစ်အဲ့တော့ဘုရားကိုဘယ်လိုကြောမလဲလို့မေးရင်ကျေးဇူးသိပြီးမှကြောရဘုရားရှင်ရဲ့ကျေးဇူးကိုကိုယ်တိုင်သိရှိပြီးမှကြောရဘယ်နေရာမှာကြောမလဲကျေးဇူးသိတဲ့နေရာကြောလိုက်ရှင်းလားဘာဖြစ်လဲအေးကုရီထဲမှာထိုင်ရင်အိမ်သာထဲမှာထိုင်ရင်ဘုရားဂုဏ်ကျေးဇူးတွေရင်ထဲမှာနှလုံးသွင်းမိရင်ကုရီထဲထိုင်ရင်ကြောလိုက်ရှင်းလားနေရာရွေးနေရမှာလားနေရာရွေးကြောမှဘုရားကြောတာလားမဟုတ်ဘူးဒီတိုင်းပဲငါတို့ကြောရတဲ့ဘုရားတရားသံဃာမိဘဆရာအနန္တ၅ပါးကျေးဇူးရှင်တွေမရှိဘူးလားအဲ့ဒီကျေးဇူးရှင်တွေကိုကြောနေရတာဒီဘာရှိလို့ကြောနေရတာကျေးဇူးရှိလို့ဘယ်လိုကြောရင်ပို့ပြီးတော့အကျိုးရှိကျေးဇူးသိပြီးမှကြောရမယ်ကျင့်တတ်လားအဲ့တော့ဘုရားရှင်ရဲ့အဆုံးအမမရှိရင်တဲ့ငါတို့ဟာချမ်းသာကိုလည်းမသိဘူးဆင်းရဲကိုလည်းမသိဘူးအမှားလည်းမသိဘူးအကောင်းလည်းမသိဘူးကဲအကောင်းဆိုးအကြောင်းကျိုးမှန်မှမသိရင်လူဘဝရတာတန်ဖိုးရှိအောင်မလားအနှစ်သာရရှိအောင်မလားတနည်းဗုဒ္ဓဘာသာဝင်ဖြစ်ရတာအဓိပ္ပာယ်ရှိအောင်မလားကျင့်တယ်နော်ဦးဇင်းတို့ဘုရားရှင်ကိုတော်မြတ်ကြီးသည်ဖန်ဆင်းရှင်လားတကိုးရှင်လားကဲတင်ရှင်လားပါတယ်ဖန်ဆင်းရှင်လေဘုရားဖန်ဆင်းထားတာမရှိဘူးဘာမှမရှိဘူးတကိုးရှင်လားဘုရားပြိဋိနိဗ္ဗာန်စံသွားပြီဖြစ်တဲ့အတွက်တကိုးလည်းရုပ်သိမ်းသွားပြီပြိဋိနိဗ္ဗာန်မစံခင်ကလည်းတကိုးကိုအထူးသဖြင့်အသုံးချတဲ့ပုဂ္ဂိုလ်မဟုတ်ဘူးသာသနာပြုတဲ့နေရာတကိုးနဲ့ပြုတာလားအဆုံးအမနဲ့ပြုတာလားအေးဒါဖြင့်တကိုးရှင်လဲမဟုတ်ကဲတင်ရှင်လားဒါလည်းမဟုတ်ကဲတင်ရှင်လောကကြီးအလုံးကိုသူပဲတာဝန်ယူပြီးကဲသွားမယ်ဒီလိုမဟုတ်ဒါဖြင့်ဘုရားဟာဘယ်လိုပုဂ္ဂိုလ်လဲလို့မေးရင်ငါတို့အလုံးနားလည်ထားမယ်လမ်းပြသူဗါလဲလေဘုရားရှင်ကိုရမကြီးဟာဘုရားတို့ကျိုးတို့ရဲ့ဗါလဲလမ်းပြသူဆိုတော့ငရဲရောက်ကြောင်းနေကာယဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်တွေလို့ရင်ငရဲတိဋ္ဌံပြိတ္တာအတုရကဲအပယ်လေးပုံရောက်မယ်ဘုရားမပြောခဲ့ဘူးလားမကျေနပ်လို့သူများအသက်တတ်ရင်ပဲတဲ့အိုးသူများပစ္စည်းခိုးရင်ရောသူများသားမရစော်ကားရင်ရောမှုသားပြောရင်ရောသေရသေရတောက်ရင်ရောဟောရှင်းတယ်နော်ဒါကဒေအိုးယောက်ျောင်းလို့ရင်နတ်ပြည်ယောက်ျောင်းလို့ရင်အခုဒါနသီလဘာဝနာတွေစီးပူးပြီးတော့သွန်သင်္ကန်းကြောင့်ဆေးပစ္စည်းလေးပါလူတန်းမယ်စားစရာမရှိတဲ့လူစားစရာဝေပေးမယ်ဝတ်စရာမရှိတဲ့လူဝတ်စရာပေးမယ်အဲ့ဒါလိုဒါနတွေလုပ်ရင်ဘယ်ရောက်မလဲနတ်ပြည်ရှင်းသလားအာတခမေတ္တာကရုဏာမုဒိတာဥပေက္ခဗြဟ္မစိုးတရားတွေပွားများနေရင်ဗြဟ္မပြည်ကိုကဲဒါဖြင့်ဝိပဿနာတရားတွေအားထုတ်ရင်ဟောသူလမ်းနဲ့သူမရှိဘူးလားကိုလျှောက်တဲ့လမ်းကိုရောက်မှာဘယ်သူကိုဘယ်သူအားကို
ကျင့်တတ်သလားပြီးတော့ဘုရားရှင်ဟာကဲတင်ရှင်လည်းမဟုတ်ဘူးတကိုးရှင်လည်းဖန်ဆင်းရှင်လည်းဗါလဲလမ်းပြအဲ့တော့တခြားဘုရားတွေနဲ့တော့မတူဘူးနော်ကျန်တဲ့ဘုရားတွေကသူတို့သားသမီးတွေကိုသူတို့အာမခံထားတယ်အကုန်လုံးသူတို့ကယ်ပါတယ်တို့ဘုရားတော့မကယ်ဘူးရှင်းသလားကဲခင်ဗျားတို့သူများကယ်တာစောင့်ကြမလားကိုယ့်အကိုလွတ်အောင်ယုံမလားဒီနေ့ထမင်းစားဖို့ဘယ်သူကပေးတော့ကိုယ့်အကိုပဲလွတ်ရတာမလားအဝတ်စားဖို့ရောရှင်းတယ်နော်အဲ့ဒီထဲမှာကောင်းတာလုပ်ရင်ဒါရောယုံသလားယုံသလားကောင်းတာလုပ်ရင်ကောင်းကျိုးပေးမယ်မကောင်းတာလုပ်ရင်တူသောအကျိုးမမေ့နဲ့ဘုရားဘာသာတွေဒါမေ့နေလို့အကုသိုလ်ကိုရဲရဲလုပ်တယ်ကုသိုလ်ကိုပြစ်ပယ်ထားတယ်ရှင်းတယ်နော်အခုသာသနာပြည့်နေတယ်လို့ပြောတာအဲ့ဒါဘုရားအဆုံးအမအောက်မှာနေတဲ့လူနဲ့အဆုံးအမကိုဆန့်ကျင်နေတဲ့လူဘယ်ရင်းကမရလဲဟေးဒီနေ့ဘုရားပူဇော်ပွဲတွေကြည့်လိုက်သိတာဘုရားပွဲလို့လှုပ်လိုက်ကြတဲ့ကရင်ဘုရားမကြိုက်တာတွေကြီးဘုရားပတ်ပတ်လည်းအကုန်ထားတာပဲဝဲလန်းသဘင်ဘုရားကနှစ်သက်သလားအားပေးသလားစိတ်ရွှေငွေကြောက်တံဗရမ ्या ဝဘုရားကချီးမွမ်းသလားကောင်းပြီအဲ့ဒီပွဲလန်းသဘင်ကြီးကိုဘေးကချပြီးရင်ပွဲဘေးကဗာလိုက်လာလဲအရက်ဆိုင်ဗာလဲလိုက်အရက်ဆိုင်များဘီယာဆိုင်များလွတ်လပ်စွာကြော်ညာ၍ကျေပြန့်စွာဖွင့်လှစ်ပြီးလူငယ်အားလုံးပျက်စီးရလမ်းကြောင်းပေါ်ကိုဘုရားပွဲကြီးကဆွဲခေါ်သွားပါတယ်ရှင်းလားရှင်းပါပြီအဲ့နောက်ကဘာလာလဲဆိုမူးပြီးရင်လောင်းကစားလုပ်မယ်လောင်းကစားဝိုင်းဒါပြင်ဘုရားပွဲကြီးဟာသာသနာပြုတဲ့ပွဲလားသာသနာဖြစ်တဲ့ပွဲလားအမျိုးစောင့်ရှောက်နေတာလားအမျိုးဖြစ်နေတာလားကျင့်တတ်သလားဒါပြင်တတိထားသေးမထားသေးဆင်းရဲချမ်းသာအစစ်ကိုတွေးအောင်ရှာဖို့လုံးမလို့ဒါနဲ့ပတ်သက်ပြီးဦးဇင်းတို့ဒီနေ့ဘိသဇတ်ပေါ့အချိန်လည်းသိမရှိတာနဲ့ဘိသဇတ်ဆိုတာဘုရားရှင်ကိုရောမြတ်ကြီးဟောထားတာရှိအဲ့ဒီဘိသဇတ်မှာဘာဝတိပိစေတုံအကြောင်းတော်မှာဘုရားသတင်းသုံးနေတော့ယဟန်လေးတစ်ပါးယဟန်လေးတစ်ပါးကရှင်းရှင်းပြောရရင်တော့ဆုံးခံသွားရင်ငှက်သိမ့်ပေါ့ရွရဲရွာတဲ့ဆုံးခံသွားရင်နဲ့ဆွမ်းလောင်းတဲ့ကောင်မလေးကလှပုံရပါတယ်နော်အဲဒီချောချောလှလှလေးတွေ့ပြီးတော့သူသာသနာပေါင်းမှာမနေကျင်တော့လူထွက်ချင်ဘာလို့ချင်လူထွက်ချင်တာပါဘာနဲ့တွေ့သွားလဲချောအလှလေးနဲ့တွေ့ဒါနဲ့တတိထားဖို့ကောင်းအဲ့တော့ဘုန်းကြီးเจ้าလာရင်တကားတွေကသိမလားလူပဲလားသွန်းထွက်လောင်းရင်လေဘိုးကြီးတွေလောင်းဘွားကြီးလောင်းရင်ပြဿနာမရှိဘူးဟမ်လွယ်လွယ်ကူကူပဲငါသမီးလောင်းလိုက်တော့အဲ့ဒီမှာစတွေ့တာပဲရှင်းလားအဲ့ကြီးကျယ်လည်းလုံးကြပါလေနော်အဲ့တော့အဲ့ကိုရောလေးဟာဆုံးခံသွားရင်းနဲ့တကယ်တော့ဘုရားကဒီယံနေကာကွယ်ရအောင်လို့ဝိနည်းပညာချက်တွေထုတ်ထားတာပဲဆုံးခံသွားပြီဆိုပတ္တသင်္ကြီးပဋိက္ခဟိတာမေတိသိက္ခာကရဏိယဩခိတစက္ကုအန္တရဂရိကမိတ္တာမေတိသိက္ခာကရဏိယဩခိတစက္ကု4000မြလောက်သာကြည်ပြီးတော့တဲ့သွားကွာတဲ့ဆုံးခံတဲ့ခါကျတော့လေပတ္တသင်္ကြီးတပိဋ္ဌာလေးအမှတ်ရှိသည်ဖြစ်၍ဒါလည်းပြောအောင်မယ်ဘုရားလက်ထက်ကတပိဋ္ဌာလေးအမှတ်ရှိလို့ဆိုတော့တပိဋ္ပဲကြည့်နေတာလက်ကတပိဋ္ပေါ်ကြောလာတာဟုတ်နော်အဲ့တော့လက်ကလေးဟာသိလှတဲ့လက်ကလေးပဲဆိုပြဿနာတက်သွားတာလည်းရှိသေးတယ်တက်ချင်ပြီဆိုရင်တော့အကုန်တက်တာပါပဲလေပြောမရတော့ဘူးအဲ့တော့ပေါ့လေနော်ဒီ၅ပါးအာယုံကံမကုံအလုပ်ကိုဒီယဟန်လေးကအဟုတ်ထင်ပြီးတော့လူထွက်ချင်မပြောအဲ့ဒါနဲ့ဘုရားစီကိုဒီတရင်ရောက်သွားတယ်တူတူပြောရင်ဘေးကတငယ်ချင်းလေးတရင်သုံးပေါ်လေးဝိုင်းဖြောင်းပြတယ်မရဘူး
အဲ့ဒါဘုရားစီရောက်တော့ဘုရားမေးတယ်ချစ်သားမင်းသာသနာငါဘုရားသာသနာမှာမပြောဘူးဆိုမှန်ပါဘုရားဘာလို့မပြောသလဲဒီမှာတပည့်တော်မိမ့်မရခြင်းပြီဗျဟမ်ဒီလိုပဲပြောမှာပေါ့ဟုတ်လားအဲ့တော့ဒီလိုဒီအကြောင်းပဲဆိုတော့ဩဒုက္ခကွာမင်းတို့ကချမ်းသာမဟုတ်တာကိုချမ်းသာထင်တယ်ရှင်းနော်ဗါတယ်ပညာများမဲ့ပြီဆိုရင်ဟေးတဲ့အမှန်တရားကိုအမှားထင်အကောင်းကိုအဆိုးထင်အဆိုးကိုအမှားကိုအကုန်ကမောက်ကမဖြစ်တော့တာပဲကွာတဲ့ရှင်းတော့ကပညာရှိများကတော့ဟေးတဲ့ကာမဂုဏ်ကိုကြောက်လွန်းလို့ကျိန်စာတိုက်တဲ့နေရာတောင်ကာမဂုဏ်နဲ့ကျိန်စာတိုက်ကြတယ်ဒါကြောင့်ဒီနေ့တရားကောင်းစဉ်ကာမကျိန်စာပေါ့ဗျာဘာလဲကာမကျိန်စာဘာလဲကာမကျိန်စာပါဗျာငါးပါးအာယုံကာမဂုဏ်ပြည့်စုံခြင်းဟာချမ်းသာလားဆင်းရဲဆင်းရဲပါဗျာဒီရှားပြောသက်ဆိုင်နည်းနည်းရှိတဲ့လူနဲ့များများရှိတဲ့လူဘယ်သူချမ်းသာဆွေမျိုးများများရှိတဲ့လူနဲ့ဆွေမျိုးမရှိတဲ့လူဘယ်သူကချမ်းသာအချွေရန်ပေါ်တဲ့လူနဲ့အချွေရန်နည်းတဲ့လူဘယ်သူကချမ်းသာလောကရန်ထဲမှာလာဘောအလာဘောလတ်လာပါများခြင်းနည်းခြင်းမရှိဘူးလားကဲနည်းခြင်းကချမ်းသာလားများခြင်းကချမ်းသာလောကရန်ဘယ်နှပါလဲ8ပါးလက်နည်းခြင်းလက်များခြင်းအချွေရန်များခြင်းချွေရန်နည်းခြင်းဆင်းရဲခြင်းချမ်းသာခြင်းခံစားခြင်းအလုံးလောကရန်အဲ့ဒါစီစစ်ကြည့်လိုက်ရင်အကောင်းဘက်က4ပါးအဆိုးဘက်က4ပါးဒီလိုရှိတယ်အကောင်းကိုလောကရန်ခေါ်ရလားအဆိုးလောကရန်ခေါ်ရလားလောကရန်ကဘယ်နှပါးတော့ဒါဖြင့်ကောင်းတဲ့ဘက်ကလောကရန်ခေါ်ရလားဆိုးတဲ့ဘက်ကလောကရန်ခေါ်ရလား8ပါးလုံးကိုလောကရန်အဲ့တော့ကာမဆိုတာ5ပါးအာယုကာမဂုဏ်ပြန်ပြောကိုယ်တော်ကောင်းတို့ကျင်လေကျက်စားနေတာအာယုဘယ်နှပါးလဲ5ပါးအစင်းရဲ့အတန်ရဲ့အနံ့ရဲ့အရသာရဲ့အထိတွေ့အာယုဘယ်နှခုလဲလောကမှာဒီ5ပါးအပြင်ဘာမှမရှိဘူးအဲ့တော့နေ့စဉ်နဲ့မြရှာဖွေနေတာလဲငါတို့ဘာရှာနေတာလို့ခေါ်မလဲ5ပါးအာယုရှာနေတာဘာရှာနေတာမြင်ဖို့ရောမလုပ်ဘူးလားကြားရဖို့ရောအနံ့အတွက်ကောအရသာအတွက်ကောအထိအတွက်ကောဒီပြင်မှာရှိလဲတေချာလို့ကိုဘဝရဲ့အနှစ်သာရကိုလောကမှာဘာရှိလို့ရှိမှန်းမသိတော့အာယုံကိုအာယုံမှန်းလဲအမှန်ကန်မသိတဲ့အတွက်နေ့စဉ်နဲ့မြဒီဒုက္ခတွေထဲမှာအာယုံတွေနောက်လိုက်ရင်းနဲ့နစ်မွန်းသွားကြတဲ့လူတွေမရှိဘူးလားအေးဒါကိုစံနမူနာထိုးဖို့ရဘုရားကသူ့တာယဟန်လေးကိုတရားဟောတာချစ်သားနာထောင်တဲ့အတိတ်တုန်းကကွာတဲ့အခုလိုငါဘုရားသာသနာမရှိသေးတဲ့အဆုံးမမရှိတဲ့ကာလမှာတောင်မှပညာရှိတဲ့ပုဂ္ဂိုလ်တွေဟာကာမဂုဏ်အာယုန်တွေကိုကျိန်စာဆိုပြီးစွန့်ပစ်ကြတဲ့ပုဂ္ဂိုလ်တွေကာမဂုဏ်နဲ့ကျိန်စာတိုက်ကြတယ်ကွအဲ့တော့မင်းကဒီကာမဂုဏ်ကြောင့်လူထွက်ခြင်းနဲ့သာသနာဘောင်ကလျှော့ကြပြီးတော့ငါဘုရားအဆုံးအမကထွက်ခါခြင်းနဲ့ဆိုတာမင်းအမှန်ဖြစ်မဖြစ်ချစ်သားစဉ်းစားပါဆိုပြီးတော့ဘုရားကတရားဟောတယ်အဲ့တော့တခုသောဘဝတုန်းကကွာတဲ့ငါဘုရားအလောင်းတော်ဟာပုံနာတကြွယ်မျိုးမှာဖြစ်ဘာတကြွယ်အဲ့တော့တကြွယ်လင်မယားကပထမဘုရားအလောင်းတော်ကိုဖွာလိုက်တယ်နာမည်က
ကိစ္စနာဗါတယ်လေအဲ့ဒီကိစ္စနာကနေနောက်ထပ်သားတစ်ယောက်ထပ်ဖွားပြန်တော့ဥပကိစ္စနာဒုတိယသားကဥပကိစ္စနာပထမဘုရားအလောင်းကနောက်သူ့ငယ်တဲ့လူပေါ်လာတော့သူ့ကိုစောစောတော့ကိစ္စနာအငယ်တယောက်ထပ်ပေါ်လာတော့သူကမဟာကိစ္စနာဗါတယ်လေအဲ့ဒီကနေနောက်ထပ်ညီတွေမွေးလိုက်တာဘုရားအလောင်းအောက်မှာဥပကိစ္စနာအောက်နောက်ထပ်9ယောက်ထပ်မွေးအဲ့တော့ညီကိုဘယ်နှယောက်ဖြစ်လဲ9ယောက်အဲ့တော့9ယောက်ထဲမှာသူကအကြီးဆုံးဆိုတော့သူ့ကိုမဟာကိစ္စနာပေါ့ရှင်းတယ်နော်အဲ့ဒါလေးပြီးသွားတော့ညီကို6ယောက်ရဲ့နောက်မှာညီမငယ်လေးကိစ္စနာနန္ဒီဆိုပြီးတော့ညီမလေးတစ်ယောက်အလုံးမောင်နှမ8ယောက်အဲ့ဒီမှာမိဘတွေကမဟာကိစ္စနာကနေစပြီးတော့ကဲမဲလဲအချိန်တန်ပြီးအရွယ်ရောက်ပြီးတက္ကသိုလ်ပညာတွေလည်းတတ်ပြီးပြီအထာရသာ18ရက်လည်းသင်ပြီးပြီအဲ့တော့မင်းအိမ်တော်ရသားချပေးမယ်ဆိုပြီးတော့အမျိုးတော်တဲ့ထဲကပေါ့လေမျိုးတူတဲ့ကနေပြီးတော့စီရင်ဥစ္စာတူအမျိုးအနွယ်တူအမျိုးသမီးတယောက်ရှာပြီးတော့မင်းလက်ထပ်ပေါင်းသင်ပါဆိုပြီးတော့မိဘတွေကစီစဉ်တော့မဟာကိစ္စနာဘာပြောလဲဆိုတော့မိခင်ဖခင်တို့တဲ့ကျေးဇူးတင်ပါတယ်အဲ့ဒါလို့အိမ်တော်ရသားပြုပြီးတော့ကာမဂုဏ်ခံစားဖို့အိမ်မက်ထဲတောင်မမက်ဘူးတဲ့ဘာလဲလဲစိတ်ကူးလည်းမရင်ဘူးအိမ်မက်လည်းမမက်ဘူးတဲ့အဲ့ဒီ၅ပါးအာယုံကာမဂုဏ်အလုတ်ကိုကျင်ကြီးတွင်းပေါ်မှာကျင်ကြီးတွင်းထဲမှာထိုင်နေရသလောက်ဆက်ဆုပ်တယ်ရှင်းတယ်နော်ဘယ်ပေါ်ထိုင်နေရလဲအဲ့ဒီကာမဂုဏ်ထဲမှာနေရတာကျင်ကြီးတွင်းထဲရောက်နေသလိုပဲဘယ်ထဲရောက်နေလဲအဲ့တော့သူပြောတဲ့စကားအတိတ်ပဲရှိမရှိခုခင်ဗျားတို့ခန္ဓာကိုယ်ကြီးဟာစဉ်းစားကြည့်စမ်းတုပခန္ဓာလားအတုပခန္ဓာခန္ဓာတွေကထွက်တာတင့်တယ်တာပါရှိတခါဒီဝမ်းပိုက်ကြီးလည်းပြန်ကြည့်သားသမုဒ္ဒရာဝမ်းတထအဲ့တထွာလုံးထဲမှာကုရီတက်တဲ့ခါကြည့်တယ်ထွက်လာတဲ့ကျင်ကြီးတွေမွေးမွေးကြံကြံလားနန်းနန်းဆိုတော့ဒါပေမဲ့ခင်ဗျားတို့ခန္ဓာကိုယ်ကြီးကဘာလို့ဆောင်ထားလဲကျင်ကြီးတွေဆောင်ထားရှင်းလားအဲ့ဒီကျင်ကြီးကဘယ်ထဲထွက်လဲဒီခန္ဓာတွေကထွက်တယ်ရှင်းသလားဒါဖြင့်ကျင်ကြီးဘုံထဲမှာနေတာမဟုတ်ဘူးလားကျင်ကြီးဘုံပေါ်မှာပျော်နေတာမဟုတ်ဘူးလားဘုရားလောင်ပြောတဲ့စကားတိုင်းဟာအတိတ်ပဲရှိတယ်မိခင်ဖခင်တို့တဲ့၅ပါးအာယုံကာမဂုဏ်ဆိုတာကျင်ကြီးတွင်းထဲမှာနေရတာနဲ့အတူတူပဲတဲ့ကျင်ကြီးဘုံမှာပျော်တဲ့အလုပ်ကိုမလုပ်ပြရစေနဲ့မြင်လိုက်အိမ်မက်တောင်မက်ဘူးတဲ့ဘယ်လောက်ရှင်းတယ်လဲဆိုအဲ့ဒါနဲ့မိခင်ဖခင်တွေကနောက်ကညီ6ယောက်တခါပြောပြန်တယ်အစဉ်အဆက်အိမ်အောင်ချပေးဖို့ဆိုညီတွေကလည်းဒုတိယညီကရှင်မဟာကတ္တပအလောင်းတတိယညီကရှင်သာရိပုတ္တရာအလောင်းနောက်ရှင်မဟာမောဂလန်အလောင်းတကယ်ပါရမီရှင်နေကြီးဖြစ်နေတော့အကိုကြီးကအိမ်တော်မပြုဘူးဆိုတော့ကြံတဲ့ညီတွေအကုန်လုံးကလည်းအိမ်တော်မပြုဘူးတဲ့ဒါဖြင့်ညီမငယ်လေးလေးရောက်တော့လေသူကလည်းဥပ္ပလွန်ထေရီအလောင်းပေါ့မဟုတ်ဘူးရှင်းနော်ဒါဖြင့်မောင်နှမ8ယောက်လုံးကဒီက၅ပါးအယုံကာမဂုဏ်လုတ်ကိုလုံးဝစိတ်ဝင်စားအကုန်ပြစ်ပယ်လိုက်တယ်မိဘတွေကလည်းပြောမရတော့ဒီတိုင်းပဲနေမိဘတွေအချိန်တန်တော့အဖေရောအမေရောသေသွားတဲ့အခါအကိုကြီးဆုံးကမေးတယ်ငါညီတို့တဲ့ငါကတော့တော်တယ်သွားပြီးတော့တရားအထုတ်တော့မယ်ကွာအမေတို့မဖေတို့မသေးသေးလို့ငါစောင့်အခုမေလည်းမရှိတော့ဘူးဖေလည်းမရှိတော့ဘူးငါတို့တော်တယ်သွားတော့မယ်အဲ့တော့ငါညီတို့ဒီရှိတဲ့ပစ္စည်းတွေဂရေ80သောပစ္စည်းတွေကိုဝေဖန်ပိုင်းခြားပြီးနေရကြဆိုတော့ဟာအကိုကြီးတဲ့ဒီလိုမလုပ်ပါနဲ့အကိုကြီးကကာမဂုဏ်ကိုယွန်ရှာဆက်ဆုပ်သလိုပဲညီငယ်ညမငယ်တွေကလည်းဆက်ဆုပ်ပါတယ်အဲ့တော့ဒီဟာတွေဘာလုပ်ဖို့တော့တဲ့ကျွန်တော်တို့လည်းအကုန်လုံးတော်တဲ့လိုက်ပြီးတော့တရားအထုတ်မယ်
ဆိုတော့ဟာမင်းတို့အကုန်သဘောတူလားတူတယ်တပြားမှမယူဘူးလားမယူဘူးမနေခဲ့ဘူးလားမနေခဲ့ဘူးတယောက်မှမနေဘူးအားလုံးစိတ်တူကိုယ်တူပဲဆိုတော့ကဲကောင်းပြီဒါဖြင့်စားစရာမရှိတဲ့လူစားစရာပေးမယ်ဝတ်စရာမရှိတဲ့လူဝတ်စရာပေးမယ်နေစရာမရှိတဲ့လူဂရေ80သောပစ္စည်းတွေကိုထိုက်တန်စွာအလူပေးဂရေ80ပစ္စည်းကိုစကလုံးအသုံးလုံးနေစဉ်းစားနော်ဘယ်လိုအလူပေးလဲထိုက်တန်စွာထိုက်တန်တန်လှူမယ်ဆိုရင်စားနိုင်တောက်နိုင်တဲ့လူတွေကိုစားစရာပေးရမှာလားစားစရာတောက်စရာမရှိသူကိုစားစရာပေးရမှာအဲ့ဒါမှထိုက်တန်တဲ့အလူတန်ဖိုးရှိတဲ့ရှင်းသလားဝတ်စရာမရှိသူကိုနေစရာမရှိသူကိုဓမ္မစစ်မှန်တဲ့ဒါနဖြစ်ဒီနေ့ယဟန်တန်ဃာတွေကိုဘာလို့ဆွန်းလူရတယ်လဲဆိုတော့ယဟန်တန်ဃာများရဲ့စီမင်းစည်းကမ်းဥပဒေဝိနည်းတော်အရယဟန်များမှာနေလွဲညစာမထားရအလူခံပြီးတဲ့ဟာနေမဝင်ခင်ကုံအောင်စားပြီးရင်ကျန်တာကိုယ်နဲ့မဆိုင်စွန့်ပလိုက်အဲ့တော့သူ့မှာရိတ်ခဗန္တာထားသလားမထားတော့ဒီနေ့ဆွန်းလောင်းအသင်းကြီးတွေစီစဉ်ပြီးဆွန်းလောင်းရတယ်ဆိုတာဒါပဲရှင်းသလားသင်္ကန်းကလည်းအပိုးဆောင်ထားစရာမလိုဘူးကိုဒိဋ္ဌံတင်ထားတဲ့သင်္ကန်းဝတ်ကျန်တာကိုမျှတပြီးမရှိတဲ့ပုဂ္ဂိုလ်လူဒန်းဆိုတော့သူတို့မှာကိုယ်ပိုင်ပစ္စည်းထားခွင့်မရှိဘူးရှင်းသလားအမြဲတမ်းစားစရာလိုအပ်နေတယ်အမြဲတမ်းဝတ်စရာလိုအပ်နေတယ်ဒီပုံစံဖြစ်နေရယဟန်မှာကိုယ်ပိုင်ဥစ္စာရှင်းသလားကိုယ်ပိုင်ဥစ္စာထားရင်လေယဟန်မဟုတ်ဘူးကျင့်တတ်လားသဘောပေါက်လားလူခံတိုက်တဲ့ပုဂ္ဂိုလ်ဆိုတာအလူခံထိုက်တဲ့အကျင့်တရားရှိမှအလူခံပုဂ္ဂိုလ်ဖြစ်တယ်ကျင့်တတ်တယ်နော်ကောင်းပြီရှိသေးတော့အဲ့ဒါနဲ့သူတို့ထိုက်တန်တဲ့အလူကြီးပေးပြီးတော့မောင်နှမ9ယောက်နဲ့အတူကျွန်ယောက်ျား1ယောက်ကျွန်မိန်းမ1ယောက်တငယ်ချင်း1ယောက်အလုံးဘယ်နှယောက်မောင်နှမက10ယောက်ကျွန်ယောက်ျားကျွန်မိန်းမပေါင်းတော့တငယ်ချင်း1ယောက်ပေါင်းတော့17ယောက်သောပုဂ္ဂိုလ်တွေတောထွက်သွားကြတယ်တောထွက်သွားပြီးတောထဲမှာသစ်ခက်တဲလေးတွေစောက်ပြီးနေကြတယ်တစ်သေးသေးဥတွေခူးစားကြတယ်တောထဲရောက်တော့မှဘယ်လိုဖြစ်နေကြလဲဆိုတော့ယသိဝတ်တွေဝတ်ထားပြီးတော့ဟာဟိုပင်လေးတွေ့ပြန်ပြီဟာဒီပင်ကဘာပင်ခေါ်တယ်ဒီသီးကဘယ်လိုစားရတယ်ဒီရွက်ကဘယ်လိုဟာလာကြည့်ကြအောင်ဒီဘက်ကဘာအပင်10ယောက်17ယောက်ထဲနဲ့စူးညံတောထဲမှာငါးပါးအယုကာမဂုဏ်တွေအကုန်စွန့်သွားပြီးတော့မှတောထဲရောက်တော့မှသစ်ပင်ပန်းမှန်သစ်သီးသစ်ဥတွေနဲ့ကြီးပြီးဒီ17ယောက်ဘာဖြစ်နေလို့ပြောနေတာနော်ဘာလို့နေကြလဲပြောနေတာတယောက်နဲ့တယောက်ဒီအပင်လေးအကြောင်းပြောပြလိုက်ဒီသစ်သီးလေးအကြောင်းပြောပြလိုက်သစ်ဥလေးအကြောင်းပြောပြလိုက်အိုးဆူညံနေတာပဲကလပိုက်ကြားဝင်သလိုရှင်းတယ်နော်ဒါရှင်းတော့သကောပုံတိုင်းပြောတာပါခုတော့ဘယ်အတိုက်ဝင်စူးညံနေတာပါပဲနော်ကလတိုက်လဲစူတာပဲဗမာတိုက်ကောတရုတ်တိုက်မစူတဲ့အတိုက်မရှိဘူးအဲ့တော့အကိုအကြီးဆုံးဖြစ်တဲ့ဘုရားအလောင်းမဟာကိစ္စနတဒုသားကယသိကြီးကပေါ့လေအခုတော့တဒုသားကဘာဖြစ်သွားယသိကြီးဖြစ်သွားတော့ယသိကြီးကစဉ်းစားတယ်ငါတို့ဟာမဟုတ်သေးဘူးတဲ့ငါတို့အာယုံကာမဂုဏ်တွေကိုဆက်စုပ်ယွန်ရှာပြီးတော့ရှိသမျှစည်းစိမ်တွေအကုန်စွန့်တောထွက်လာပြီးတော့မှဒီထဲမှာသစ်သီးနဲ့ပြောပန်းနဲ့ပြောအမြင့်နဲ့ပြောဥနဲ့ပြောရှင်းတယ်နော်ဒါဆိုရင်ငါတို့ဟာနေရာမကျဘူးတဲ့ပြန်စီစစ်အောင်ပါပဲဆိုပြီးတော့အစည်းအဝေးခေါ်လိုက်17ယောက်လုံးသူပါဝင်နောက်က10ယောက်အားလုံးအစည်းအဝေးလာပါဆိုပြီးတော့စည်းဝေးတော့အကိုကြီးဗာမိတ်ရှိမလို့လေညီတွေကရှမ်းမဟုတ်ဘူးကွာမင်းတို့ငါတို့စဉ်းစားကြအောင်ဘာစဉ်းစားရမလဲဆိုတော့ငါတို့ဂရေ80သောစီးစိမ်ဥစ္စာတွေစွန့်လွန်ပြီးတော့၅ပါးအာယုံကာမဂုဏ်တွေမနစ်မြို့ပါဘူးဆိုပြီးအခုငါတို့17ယောက်တောထဲလာပြီးတော့တရားအားထုတ်မယ်လို့လာကြပြီးမှအခုမင်းတို့ငါတို့ဖြစ်စဉ်ကိုကြည်စမ်းပန်းလေးတွေးလိုက်
တရားနဲ့တရားပြောလိုက်တက်တီးလေးတွေးလိုက်ပြောလိုက်ဆိုးညာနေတာပဲတဲ့ငါတို့မှတရားအထုတ်ချိန်လည်းမရဘူးတက်တီးရှာနေတာနဲ့စားတာတောက်တာနဲ့အချိန်ကုန်နေတယ်ဒါဆိုရင်အဓိပ္ပာယ်ရှိပါမလားငါညီတို့ဒီလိုပြောလိုက်အဓိပ္ပာယ်ရှိမလားဘုရားလောင်းကသူအဆုံးဖြတ်တစ်ခုတည်းမပေးဘူးအားလုံးကိုသဘောတူညီချက်ယူလိုက်မှန်တယ်ကိုကြီးတဲ့ကျွန်တော်တို့လည်းဒါစဉ်းစားနေတာပဲโอเคဒါဆိုရင်မင်းတို့ကညီတွေဖြစ်တဲ့အတွက်ညီနဲ့ညမနဲ့ကြံတဲ့လူတွေအားလုံးမင်းတို့10ယောက်ကကိုယ်နေရာလေးနဲ့ကိုဘသူကိုမှတွေ့ဆုံစကားမပြောပဲတယောက်ထီးထီးစီနေပြီးတော့တရားအထုတ်ကြငါကအကိုအကြီးဆုံးဖြစ်တဲ့အတွက်ငါကပဲတစ်သီးရှာထွက်ရလာတဲ့တစ်သီးကိုခေါ်ဒီငါတို့အလေကောင်ကဇယက်ကလေးမှာ7ပုံပုံထားမယ်ဝေခွဲပြီးရင်ကြောက်စီကြောင်မောင်းတီးလိုက်မယ်ကိုယ်အစုကိုလာယူကိုယ်နေရာလေးကိုတီးတန့်စားတာတောက်တာလဲစုံမစားနဲ့ဒီလိုအမိန့်ထုတ်လိုက်တော့ဒုတိယညီငယ်ဖြစ်တဲ့ဥပကိစ္စနာသူကရှင်သာရိပုတ္တရာအလောင်းအကိုကြီးတဲ့ဒီလိုတော့မသိတော့ဘူးအကိုကြီးဟာအကြီးဆုံးဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့အဖအရာလဲဟုတ်အခုတော်ထဲမှာတရားအားထုတ်ဖို့လာကြတော့တရားနိလန်းပြပေးမဲ့ဆရာဆိုလဲဟုတ်တယ်ရှင်းတော့ဒါလည်းအရေးကြီးသေးတယ်မိဘညီကိုမောင်နှမဒါကတပိုင်းဆရာတပည့်ကတပိုင်းကိုတရားပြတဲ့လူကပါလေဆရာအကိုကြီးဟာဆရာပဲတဲ့အဲ့တော့ဆရာကရှာချွေးတာကိုမစားမရသေးနဲ့ဒီလိုလုပ်ပါတဲ့အာလုံးမြတ်တတ်သွားအောင်တယောက်တည်းဒိုင်းကန်ရှာနေရင်လည်းအဲ့ဒီရှာတဲ့လူတရားကျင့်တာပြစ်လိုက်အဲ့တော့အကိုကြီးဒါလေးကိုနားထောင်ပေးပါဦးကဲပြောမင်းအစီအစဉ်ပါလေဒီထဲမှာမိန်းကလေး2ယောက်ပါနေတယောက်ကညီမအငယ်ဆုံးဥပ္ပလုံအလောင်းနောက်တယောက်ကသူ့ကိုအလုတ်ကျွေးဖြစ်လိုက်လာတဲ့သူကလည်းပေါ်မဟုတ်ဘူးဒုဖျားသာသနာတော်မှာလူအဖြစ်နဲ့ပညာအရာမှာထူးချွန်တဲ့ခုတ်စုပ်တရာအလောင်းဟုတ်ပြီနော်အဲ့တော့မျိုးသမီး2ယောက်ကိုရှာခိုင်းလို့လည်းအစင်မပြေတဲ့အတွက်မျိုးသမီး2ယောက်နဲ့အကိုကြီးနဲ့အလွတ်3ယောက်ဖယ်လိုက်ဘယ်နှယောက်ကျန်တော့ကျန်တဲ့8ယောက်ကတရက်စီအလဲကြရှာပါမယ်ရှာပြီးရင်ဒီအလဲကောင်မှာဝေစုထားကြောင်ပေါင်းထိုးပြီးတော့ပြုစုကြရင်မကောင်းဘူးလားတရားအထုတ်ကြရင်မကောင်းဘူးလားအေးကောင်းပြီကြီးကျယ်တဲ့ပြဿနာမရှိပဲအရေးကြီးတဲ့ကိစ္စမရှိပဲငါတို့မတွေးဆုံကြစို့နဲ့တော့တယောက်တနေရာစီဘာလို့ကြမလဲတရားအထုတ်မယ်တယောက်တနေရာစီဘာလို့မလဲတရားအထုတ်မယ်ကျင့်ကြံအထုတ်ကြမယ်ငါကြီးတို့အလုံးသဘောတူလားတူပါတယ်ကဲကောင်းပြီအလုံးဆုံဖို့အကြောင်းပေါ်လာရင်အရေးကြီးရင်ဒီကြောင်ပေါင်းကိုထိုးလိုက်ဘယ်ပုံထိုးပေါ့အစားတောက်တဲ့ဝင်ကြရင်ဘယ်လိုပုံထိုးသူတို့တိုင်ပင်လေးတွေထားပြီးတော့အထုတ်နေကြအဲ့ဒါလိုအထုတ်ရင်းနဲ့ပထမသစ်သီးရှာရတာခက်ပါတယ်နောက်ပိုင်းကျတော့17ယောက်စာဟာအဆင်ပြေသွားတာကသူတို့ကြာကန်ကြီးတကန်သွားတွေ့ပြီးတော့အဲ့ဒီကြာကန်တွေကကြာရိုးကြာဆွယ်တွေပဲစားပြီးနေလိုက်ကြတော့တရားထုတ်တဲ့နေရာမှာလဲဘာကြီးရကိစ္စရှင်းပြီးတယောက်နဲ့တယောက်လဲမတွေ့တဏီကုံတဏီကန်းအထုတ်ကြတော့အားလုံးဇံအပိန်ရင်တွေရပြီးတော့သူတို့တမာတိတကိုးတွေတက်အားလုံးဇံနဲ့ပြောနေဘာနဲ့ပြောဇံဆိုတာမိမိတို့ရှုမှတ်နေတဲ့အာယုမိမိတို့လုံနေတဲ့အလုံးနဲ့ပြောနေတာကိုဇံနဲ့ပြောတယ်လို့ခေါ်တယ်ရှင်းလားကျောင်းသားလေးတွေစာကျက်နေတယ်စာကျက်တဲ့ထဲမှာစိတ်ပါလက်ပါနဲ့စာကျက်တဲ့ထဲမှာပြောနေတယ်ဒါလည်းစာကျက်ရင်းဇံရနေတယ်ဇံနဲ့ပြောရှင်းလားတချို့ပြောတာတွေလည်းရှိသေးတယ်ခြေသမားများလည်းချက်တွက်ရင်းနဲ့နောက်ကခေါ်လို့လဲမကြမ်းအော်လို့လဲထိတ်စီးရပိုင်ပြီနောက်ပိတ်အပိုင်ဟောဒီလုံးစီးဒီဆွဲမယ်ဆိုတော့လေကြမ်းနေတာရှဲစာရွက်နဲ့မျက်နှာနဲ့ကိုမခွာဘူးအဲ့တော့ခုနရသေးတွေဇန်နဲ့ပြောတာကတော့ဇန်နဲ့ပြောတာဘယ်အာယုံပြုတော့ဆိုတော့မြမပြီအာယုံပြုကလေးတွေစာကျက်နေတာကြတော့လေကောင်းမှုကုသိုလ်ဖြစ်တဲ့အတွက်သူတို့လည်းဒါလူချမ်းသာနတ်ချမ်းသာအာယုံပြုတယ်ခြေသမားများဇန်ကတော့ရှင်းမလား
တပည့်တော်တို့လည်းဇံရတယ်လို့တော့မလုပ်နဲ့အဲ့ဒီက तू ကလောဘဇံဒေါသဇံမောဟဇံအပြည့်လောဘဇံကအပိုင်းဒီခါအော်ဆောင်တော့အောင်တွေ့ပလိုက်မယ်လောဘဇံဒေါသဇံဟိုက်တလုံးလိုနေတာဒါရိုက်ပြီဘာဇံလို့ဝေခွဲမရဘူးဖြစ်နေတယ်ဘယ်ဟာဩဝါမသိဘူးခဏနေရများဘာဖြစ်လို့မောဟဇံသူကသေကြတဲ့ဇောက်ထိုးကြီးကုသိုလ်တစ်စက်မှမပါဘူးရှင်းလားအဲ့တော့ဇံချင်းတူသလားဟိုကဘယ်အာယုံပြုတဲ့ဇံလို့ဗြဟ္မာပြည်ကိုအာယုံပြုတဲ့ဇံနဲ့အားလုံးငြိမ့်အေးချမ်းသာနေတယ်သူတို့မှာဘာစည်းစိမ်ရှိလို့ဘာရှိဇံစည်းစိမ်ပဲရှိရှင်းသလားကြာရိုးကြာဆိုရလဲတနေ့သာရှာတနေ့သာစားတယောက်စားလောက်ယုံကလေးရှာပြီးတော့17ယောက်အတူတူစားပြီးပြီးသွားပြီနောက်ထပ်နေလဲညစွာလည်းထားခြင်းရှိဒါဖြင့်သူတို့ဘဝပူလောင်မလားအေးချမ်းမလားဆင်းရဲမလားချမ်းသာမလားခုငါတို့မြို့ထဲရွာထဲမှာတိုက်တာအိုးအိမ်နဲ့နေတကားတွေ2ထပ်3ထပ်ထပ်တော်တွေခတ်ညီကိုမောင်နှမတွေတပြုံကြီးနဲ့ချမ်းသာကြလားဆင်းရဲကြလားရှင်းလိုက်အဲ့ဒီမှာသူတို့ကျင့်တာတွေအမတန်စင်ကြယ်တော့တရားမင်းမနေနိုင်ဘူးကြောက်ဖြာတင်းလာဘာဖြစ်လာလဲတရားမင်းကြောက်ဖြာပူပြီးတော့တင်းလာဘာလို့တင်းလာသလဲဆိုတော့သူ့နေရာလူတော့ဘာဖြစ်လဲဒီပုဂ္ဂိုလ်တွေကအကျင့်ထက်မြက်နေတော့တရားစည်းစိမ်ကိုယူမယ်ဆိုရင်ယူနိုင်တဲ့အစွမ်းရှိနေပြီသူတို့လုံနေတဲ့လမ်းကြောင်းတွေကအမတန်တက်မှတ်မှန်ကန်နေတော့တရားအိတ်တာမစ္စည်းများတော့ဗျာနော်သူယာဓုလူမှာဆိုရှင်းသလားအဲ့ဒါနဲ့ဟာဘာဖြစ်သလဲငါကြောက်ဖြာတင်းလာတယ်ဆိုတော့တကယ်တော့နာတင်းလာတာပဲနော်တို့လည်းအရက်ခေါ်ပဲနားလဲတယ်ကြောက်ဖြာတင်းတာတွေပါလေကိုမမြင်ဘူးမသိဘူးအဲ့တော့နာတင်းလာနော်အဲ့ဒါဘယ်ကောင်နေလဲကွာငါပလင်လူမှာဆိုကြည့်တာဟာ17ယောက်နော်အဲ့ဒါမဖြစ်ဘူးဒီကောင်တွေသွားစားအောင်မှဖြစ်မယ်နည်းနည်းတော့ပြက်အောင်သွားဖြစ်အောင်မယ်ဆိုတရားဆင်းလာပြီအဲ့ဒီကောင်လည်းငြိမ်ငြိမ်မနေနိုင်ဘူးတရားဆိုတဲ့ကောင်နော်အဲ့ဒါဆင်းလာပြီးတော့ရှင်းနေကြည့်လိုက်တယ်ဘယ်လိုလုပ်ရင်ကောင်းမလဲတယောက်ချင်းစီနေတာသွားနှောက်ရှက်လို့လည်းမဖြစ်ဘူးဟိုကတမာရီကသူ့ထက်အများကြီးမြင့်နေအဲ့တော့သွား6လို့လည်းကြောက်မှာမဟုတ်ဘူးအဲ့တော့ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုအဖြေသွားရှာတော့သူတို့ကြာဆွယ်လေးတွေကို17ပုံပုံထားတယ်အစားစားချိန်ကြတော့မှကြောင်မောင်းလာတီးပြီးယူကြတယ်ဆိုတာသိတော့ဒီနာအကွက်ပဲဆိုပြီးတော့သူကအကိုအကြီးဆုံးရဲ့ကြာဝေစုကိုဖွက်ထားဘာလုပ်တယ်ဘုရားလောင်းမဟာကိစ္စနရဲ့ကြာဝေစုကိုအဲ့တော့အကုန်လုံးကြောင်မောင်းတီးတော့သူကလည်းသူလာယူအကိုကြီးဆုံးကနောက်ဆုံးမှလာယူအဲ့တော့သူ့နေရာလေးကြည့်လိုက်တော့ကြာဆွဲတွေကမရှိတော့ဩငန်းကြီးတွေဒီနေ့ဝေစုနဲပုံရတယ်မရကြဘူးထင်တယ်ပြန်သွားဘာပြောဒီနေ့နောက်တစ်နေ့လာပြန်ပြီမောင်းဖောက်ပြန်ပြီအကိုကြီးဆုံးဝေစုကမရှိတော့လာကြည့်ပြန်ဩဒီနေ့လဲမိတ်သွားကြတယ်ထင်ပါရဲ့ပြန်လာဘာမျိုးနောက်တစ်နေ့တတိယနေ့ဘာလို့ပြန်လဲဖွက်ထားပြန်ဆိုတော့အကိုကြီးဆုံးလာတော့ဒီကြာဆွဲတွေအဲ့တော့စဉ်းစားပြီအကုန်လုံးပဲမစားကြတာလားအစားအသောက်အတွက်ရှာရဖွေရငတ်ညီတွေခက်နေသလားမသိဘူးအကိုကြီးဆုံးကဟုတ်ပြီနော်အဲ့တော့3ရက်တိုင်ပြီဆိုရင်ဒီကလေးတွေဒုက္ခရောက်တော့မှာပဲအဲ့တော့ပြဿနာအရင်အမြင့်သိရအောင်ငါဖော်ထုတ်အောင်မှဖြစ်မယ်ဆိုပြီးကြောင်မောင်းထိုးလိုက်ကြောက်စီကြောင်မောင်းထိုးလိုက်တော့17ယောက်အကုန်လုံးလာစုညီတွေနဲ့အကုန်လုံးညီမငယ်တွေပါအကုန်ရောက်လာကြောင်မောင်းထိုးတာဘာလို့လဲကိုကြီးဆိုတော့အေးငါပဲထိုးတာပဲဟာဘာပြဿနာရှိသလဲကိုကြီးနေမကောင်းဘူးလားဘာညာပေါ့အကုန်ပြောမဟုတ်ဘူးမင်းတို့တွေ3ရက်ရှိပြီအစာစားရသလား
ဟာစားရတယ်အကိုကြီးနေ့တိုင်းပုံမှန်မဲ့ကြာရိုးကြာဆွဲတွေဆင်ပြေနေတာပဲအကိုကြီးတို့လည်းညှိနှိုင်းထားတာပဲဒီကြာဆွဲတွေပဲကျန်တာအထူးမရှာတော့ဘူးဒီကြာရိုးကြာဆွဲပဲစားကြဆိုတော့နေ့တိုင်းစားတယ်ဒါပြင်လွန်ခဲ့တဲ့3 ရက်နေ့ကဘသူအလှဲ့လဲအလှဲ့ကြတဲ့ပုဂ္ဂိုလ်ထားလားကျွန်တော်လဲပါဒါပြင်ဝေစုထဲမှာငါဝေစုပါသလားဟာပါတယ်အကိုကြီးဦးပြထားပြီးဆရာကိုအဓိကထားပြီးတော့ကျွန်တော်တို့ဆရာအနေနဲ့ထားတာတဲ့အကိုကြီးလည်းဟုတ်တယ်ဆရာလည်းဟုတ်တယ်ဒါကြောင့်ဝေစုကိုသေချာပုံထားပါတယ်ကောင်းပြီနောက်တနေ့ဘယ်သူလဲကျွန်တော်ပါပုံသလားပုံနဲ့ကျန်တဲ့လူရောရလားရတယ်ဒါရင်နောက်တနေ့ဘယ်သူလဲနောက်တနေ့ကျွန်တော်ပါထားပြီညီကို3အောင်ထားပြုတ်ဟာ3 ရက်လုံးရှိတယ်3 ရက်လုံးထားတာသိကြတယ်နော်သိကြတယ်ဒါပေမဲ့ငါမစားရတာဘယ်နည်းရှိသွားလဲ3 ရက်ရှိသွားပြီတဲ့ဟာအကုန်လုံးကြီးအံ့ဩသွားတယ်အဲ့တော့ငါတို့ဒီကြာဆွဲပျောက်တဲ့တရားခံရှာကြစို့အကိုကြီးကပြောတော့အားလုံးကလည်းမှန်ပါတယ်တဲ့အားလုံး17 ယောက်ရှိတာ17 ယောက်ထဲကဘယ်သူခိုးစားသလဲရှင်းတယ်နော်တခိုးကဘယ်သူတို့တကြခိုးနော်တရားတခိုးရှင်းလားအခုသူတော်ကောင်း17 ယောက်ပြဿနာတက်နေပြီသူ့ကြောင့်လို့ကိုယ်ကြောင့်လို့ဖြစ်ကုန်ပြီအဲ့တော့တရားဘေးကပြုံးပြုံးကြီးကြည့်နေမှာပေါ့ဒီချိန်ရသိတွေများထအရန်ဖြစ်ရင်အကွက်ပဲရှင်းသလားအဲ့တော့ရသိတွေကဘာလုပ်နေကြတာလဲတော်ထဲမှာဘာလုပ်နေကြတာလဲတရားအထုတ်နေဒါဖြင့်သူတို့ယင်ထဲမှာဘာကိန်းတယ်လဲတရားကိန်းတော့အပြစ်ကိုသူပဲငါပဲလို့ပုံချမလားကိုတာဝန်ကိုယူမလားသေချာလို့ဒါလေးပြောချင်တာထွန်းလောင်းသင်ကြီးအသင်းနဲ့ပတ်သက်လာရင်အရေးကြီးတယ်အဖွဲအစည်းတဲ့ဖြစ်နေရင်ပြဿနာဆိုတာရှိစမြဲတယ်ရှင်းသလားအဲ့ဒီပြဿနာဖြစ်လာတဲ့အခါတရားနဲ့လျော်တဲ့စိတ်ရှိသူမှာကြတော့ပြဿနာဖြေရှင်းတဲ့အခါဘယ်လိုဖြေရှင်းတရားနဲ့လျော်အောင်ရှင်းမှာပေါ့မတရားတဲ့စိတ်ရှိတဲ့လူတွေဆိုရင်အဲ့ဒါသူများကိုလက်ညှိုးထိုးတော့မှဟုတ်သားပဲဒါမို့အကိုလက်ကအစားကြီးတယ်ဒီကောင်မဲ့နေမှာဟိုညီမ2 ယောက်တည်းကကျွန်မသူတို့ညီကိုမောင်နှမ6 ယောက်ချင်းချင်းမလွဲဘူးဆိုရင်တော့ကျွန်1 ယောက်ပါသေးတယ်ကျွန်မ1 ယောက်ပါသေးတယ်တကယ်ချင်း1 ယောက်ပါသေးတယ်တောင်းယုံထင်ကြောင်ထင်မထင်နိုင်ဘူးလားအဲ့တော့အကိုကြီးမစားရတာအသေးချာပဲလားအသေးချာပဲကွာငါမင်းတို့လိန်ပြောပါမလား3 ရက်ရှိပြီဆိုတော့မှပထမအောင်ဆုံးဥပကိစ္စနာထပြောတယ်ကိုကြီးတဲ့ကျန်တာတွေတော့ဘယ်သူဘယ်ဝါဘာဖြစ်တယ်ဆိုတာကျွန်တော်မျိုးမသိပါဘူးသိလည်းမသိချင်ပါဘူးသိလည်းမသိအပ်ပါဘူးကျွန်တော်မျိုးရဲ့တာဝန်ကိုကျွန်တော်မျိုးယူပါမယ်တဲ့အကိုကြီးရဲ့ကြာရိုးကြာဆွဲကိုများတကယ်လို့ကျွန်တော်ဟာစားယူစားမိတယ်ခွက်ထားမိတယ်ဆိုတဲ့ကံများရှိခဲ့ရင်နောင်ဘဝမှာနောင်ဘဝမဟုတ်ဘူးနောင်ဘဝမဟုတ်ဘူးအကိုကြီးကြာရိုးကြာဆွဲများယူထားမိခဲ့ရင်ယခုဘဝမှာချက်ချင်းအမတန်လှပတဲ့မျိုးသမီးလေးတယောက်နဲ့အိမ်တော်ကြပြီးတော့သားတွေသမီးတွေအများကြီးရပါရစေဆိုတော့ဘေးကအလိုတဲ့အကိုလက်ဒီလိုမပြောပါနဲ့တဲ့အမတန်ပင်ပန်းသောဆင်းရဲသောချိန်စာကြီးကိုမတိုက်ပါနဲ့ရှင်းလားခင်ဗျားတို့ကျတို့လိုချင်တာသူတို့ချိန်စာဖြစ်နေတယ်ကျင်နာသလားအဲ့ဒါနောက်တစ်ယောက်ကထားတယ်ပြီးတော့ကျွန်တော်သာယူထားခဲ့လို့ရှိရင်ကိုကြီးတဲ့မြို့ထဲရွာထဲမှာတထေးကြီးတကြွယ်ကြီးအဖြစ်နဲ့မိမနဲ့ကလေးနဲ့ဆွေမျိုးအသိုက်ဝိုင်းကြီးစွာနဲ့နေရတဲ့ပုဂ္ဂိုလ်ဖြစ်ပါရစေတဲ့ဒီတန်ရောစဉ်တွေမကုန်တဲ့ဘဲနဲ့သေတဲ့ပုဂ္ဂိုလ်ဖြစ်ပါရစေတဲ့ตาကြသမီးကြသေပါရစေကျင့်စာတိုက်အဲ့တော့ဘေးကဝိုင်းပြောကြတယ်အဝိုးဒီလိုကြီးမချိန်ပါနဲ့အမှန်တန်ဆိုးတဲ့ချိန်စာပါဆိုအကုန်နားပိတ်ထားကြတယ်ရှင်းလားတယောက်ကတော့အချော့အလှလေးနဲ့အိမ်တော်ကြသားတွေသမီးတွေအများကြီးရသားကြသမီးပြာသေပြရစီနောက်တစ်ယောက်ကတထေးတကြွယ်ဖြစ်အိမ်တော်ရသားကြသားတွေသမီးတွေနဲ့တိုက်တိုက်ဝုန်းဝုန်းနေ
သားကြသမီးကြသေပြရစီသားကြသမီးကြတိုက်တိုက်ဝုန်းဝုန်းသေတော့သေခြင်းကောင်းလားသေခြင်းဆိုးလားဟေးအဲ့တော့ဒီလိုမဟုတ်ပါဘူးဘယ်နဲ့ဘယ်လိုဖြစ်ကုန်လဲဟမ်ပစ္စည်းဥစ္စာပြည့်ပြည့်စုံစုံနဲ့သေရရင်သေခြင်းကောင်းလားသေခြင်းဆိုးလားသားဆွဲသေးသမီးဆွဲသေးရင်ရှင်းသလားသားသမီးနဲ့တိုက်တိုက်ဝုန်းဝုန်းနေကြတဲ့သားရှိရင်သားတန်ရောစင်နဲ့သားဒုက္ခမပေါ်ဘူးလားမယားရှိရင်မယားဒုက္ခမပေါ်ဘူးလားပစ္စည်းရှိရင်ပစ္စည်းဒုက္ခမပေါ်ဘူးလားအဲ့ဒီကာမဂုဏ်အာယုန်တွေဟာဆွေမျိုးအတိုင်းဝိုင်းများလေလေဒုက္ခများလေလေပစ္စည်းဥစ္စာပေါ်လေလေရှင်းသလားတယောက်ကကျတော့အကိုကြီးတဲ့တကယ်လို့သာအကိုကြီးဝေစုကိုကျွန်တော်စားထားခဲ့တာမှန်ခဲ့ရင်ဒီဘဝမှာပဲရှင်ဘုရင်ကြီးဖြစ်ပြရစေ။ဘာဖြစ်ပြရစေ။ရှင်ဘုရင်ကြီးဖြစ်ပြီးမိဖုရားမောင်မမိတ်တန်တွေနဲ့သားတဲ့သမီးတွေနဲ့ဇပူဒိတ်ကျွန်းကိုအုပ်ချုပ်တဲ့မင်းကြီးဖြစ်ပြရစေတဲ့။သိချင်းစိုးနဲ့တရားလို့ရှင်းလား။ရှင်ဘုရင်ဖြစ်တယ်ဆိုတာတကယ်တော့သိချင်းကောင်းလားသိချင်းစိုးလားများသောအပြင်ဘယ်ရှင်ဘုရင်မှနတ်ရွာမဆန်နိုင်ဘူးသူတို့ကျင်စာတိုက်တယ်နော်ကျုပ်ကတော့မပြောပါဘူးသိတာပြောတာဖះဟောတာပြောတာပါရှင်းသလားတယောက်ကထားတယ်ပြီးအကိုကြီးတဲ့တကယ်လို့အကိုကြီးအစာသာစားထားရင်ညီလေးစားထားရုံမှရင်စစ်သူကြီးဖြစ်ပါရစေဘာဖြစ်ပါရစေစစ်သူကြီးလို့ပြောတာနော်ဘိုလ်ချုပ်ကြီးလို့မပြောဘူးရှင်းလားစစ်သူကြီးဖြစ်ပါရစေတဲ့စစ်သူကြီးဖြစ်ပြီးတော့တိုက်တိုင်းအောင်ပြီးတော့ရှင်ဘုရင်ကမြတ်နိုးစွာနဲ့တန်ဖိုးထားတဲ့စစ်သူကြီးဖြစ်နေသေးပါရစေအကုန်နာပိတ်ထားတယ်အော်မပြောပါနဲ့ဒီလောက်ကြီးဆိုးသွားတဲ့အလုပ်တွေမလုပ်ကြပါနဲ့ရှင်းလားသဘောပေါက်သလားသူတို့ဘာနဲ့ချိန်စာတိုက်ကာမနဲ့ချိန်စာတိုက်ခုခမည်းတော်အထွတ်အမြတ်ပါလို့ထားတဲ့လိုချင်မဲ့မောနေကြတယ်အားလုံးဟာသူတော်ကောင်းတို့ရဲ့ကျိန်စာရှင်းလားသဘောပေါက်သလားတယောက်ကစစ်သူကြီးတယောက်ကရွာသူကြီးဖြစ်ပါရစေဟုတ်ပြီနော်တယောက်သောပုဂ္ဂိုလ်ကညီမငယ်လေးဖြစ်တဲ့ဥပ္ပလောအလောင်းကဘာကျိန်စာတိုက်တယ်အကိုကြီးတဲ့ညီမလေးသာအကိုကြီးဝေစုကိုတကယ်စားထားဖွက်ထားခဲ့တာမှန်ခဲ့ရင်တဲ့အမတန်တကိုးကြီးတဲ့ရှင်ဘုရင်ကြီးရဲ့မိဘရဲ့ခေါင်ကြီးဖြစ်ပါရစေမိဖုရားဖြစ်ခြင်းတဲ့ဟာတွေသတိထားဖို့ဗျာရှင်းသလားမိဘရဲ့ခေါင်ကြီးဆိုတော့ရိုးရိုးမိဖုရားတောင်မဟုတ်ဘူးမိဘရဲ့ခေါင်ဆိုတော့တော်တော်ခေါင်ပါပဲသဘောပါသလားဒိုလီမုဇဝေယဝဇအကုန်လုံးသုတဝန်ရှင်ဘုရင်ကြီးအစဉ်ပြေဖို့မောင်မမိတ်တန်အစဉ်ပြေဖို့သားတွေသမီးတွေအစဉ်ပြေဖို့နန်းတွေအစဉ်ပြေဖို့မိဖုရားခေါင်ကြီးခေါင်ရှင်းလားသဘောပေါက်သလားနောက်ကခုတ်သုတ်တရအလောင်းကလည်းကြိမ်ချလိုက်တဲ့အကိုကြီးအရှင်ဘုရားရဲ့ဝေစုသာသူစားခဲ့ရုံမှရင်လောကမှာအပတန်လာတဲ့အမျိုးသမီးလေးဖြစ်ပြီးတော့ဟုတ်ပြီနော်အမတန်ချမ်းသာတဲ့တထေးကတော်ဖြစ်ပါရစေတထေးကတော်ကြီးဖြစ်ရင်ချမ်းသာမလားဆင်းရဲမလားဟေးသိကြပြောမဟုတ်ကတွေရှောက်မလို့နဲ့ဘောကဘုန်းကြီးမျက်စိလဲတော့တထေးကတော်ကြီးဖြစ်ရင်ဆင်းရဲမလားချမ်းသာမလားဘာသစ္စာရှင်းသလားအဲ့တော့သူတို့အသီးသီးဟာကျိန်စာတိုက်လိုက်ကြတာကြောက်ခမန်းလိလိပဲတဲ့သူတော်ကောင်းဘက်ကကြည့်ဘယ်ဘက်ကကြည့်ခင်ဗျားတို့ကျတို့ဘက်ကကြည့်ရင်တော့အလုံးကိုကြီးဝေစုသာကျွန်တော်ယူဆထားရုံမှန်ရင်ဟောဒီရက်ွက်လူကြီးဖြစ်ပြီးတော့မာစီတီကားလေးနဲ့မင်းတို့ရာသာထင်တိုင်းပေါက်ဆောင်တိုင်းမြောက်ပါရစေဆိုရင်ခင်ဗျားတို့ဟိုရက်ွက်လူကြီးလူနေတာမလားမြို့နယ်လူကြီးလဲလူနေတာကျောင်းနိုင်ဘုန်းကြီးလဲအကုန်ပြောမှဖြစ်မှာရှင်းသလားတို့ဘုန်းကြီးကကျိန်စာတိုက်ရင်တော့ဒီလိုတိုက်ရမယ်အကိုကြီးဝေစုသာကျွန်တော်စားထားရင်ကျောင်းနိုင်ဘုန်းကြီးဖြစ်ပါရစေကျောင်းနိုင်ဘုန်းကြီးဖြစ်အိမ်တော်ကြတာနဲ့တူတူပဲနော်တို့ကျောင်းမရှိတော့လွတ်လပ်ပဲသွားကြရသွားအေးဆေးပဲ
ရှင်းသလားသဘောပေါက်သလားအဲ့ဒါဒုက္ခတွေများကုန်ပြီဟိုနာစီမံရဒီနာစီမံရဟိုအလောကတရားလောအားရှုပ်ချက်ကိုခတ်လို့ဒါကိုဘုရားကချက်သားတို့ခကြီးထွက်တယ်ရှင်းသလားအဲ့တော့သူတော်ကောင်းတို့တောင်းတနေတဲ့ကာမဂုဏ်တွေကိုဒီသူတော်ကောင်းတွေကဘာဖြစ်သုံးပါလဲကာမကျင့်တာရှင်းသလားငါတို့တန်ဖိုးထားနေတဲ့စည်းစိမ်ဥစ္စာဂုံပါဝါတွေအလုံးဟာတကယ်တော့ချမ်းသာပေးတာလားဆင်းရဲပေးတာလားချမ်းသာကြောင်းတရားတွေလားဆင်းရဲကြောင်းတရားတွေလားအဲ့ဒီတရားတွေပိုင်ဆိုင်လာလေဒုက္ခအဲ့တော့ဒီခန္ဓာကိုယ်ကြီးကသူ့ပါလားအတုပါလားတင့်တယ်ရဲ့လားကိုယ်ယုံတာမြဲသလားမမြဲဘူးလားအဲ့တော့အဲ့ဒီ၅ပါးအယုံကာမဂုဏ်ဆိုတာရောအကောင်ထည်ရှိသလားစဉ်းစားလိုက်ဒီမှာကြည့်ဘာရောင်လေးတော့မြင်လားပြသခင်ဗျားတို့မြင်လားမြင်လားပြမမြင်ဘူးလားဟောမြင်တာဘာကိုမြင်တာလဲအဆင်းအနီရောင်လေးဆိုတာအဆင်းဘာလေးမြင်တာတော့မျက်စိနဲ့ခွက်အနီကြီးရောက်သလားခွက်ရောက်လာသလားအယောင်ကလေးရောက်တာလားအေးအဲ့ဒီအဆင်းကအကောင်တည်းရှိသလားဒါကိုလှလိုက်တာဟမ်အသားလေးကဖြူးလို့တမင်မျက်လုံးလေးရဲ့နောက်ပါလေဇင်ရော်တောင်မျက်ခုံးလေးရဲ့ဟုတ်ကလားပဒုံးရောင်တလိษံမလို့ပြောတာပဲရှင်းလားသူကအကောင်လေးကကိုမှမထွက်ဖဲနဲ့တမင်မျက်လုံးဒါလည်းတလိษံပဲဟမ်ဇင်ရော်တောင်မျက်ခုံးကရောပဒုံးရောင်ကေတာရောလက်ကလေးခြေလေးတွေကလည်းခိုးကြီးအသွေးလိုပြီးရောရှင်းသလားတင့်တယ်တာများပါသလားသူပါလားအသူပါလားအားလုံးကဖြစ်ပြီးရင်ကြားလားကြားတော့အဲ့ဒါအတန်အာယုပြန်ပြောအာယုဆိုတာအကောင်ထဲသူဥစဉ်ပြောနေတာတွေကြားလားပြတယ်မကြားဘူးလားပြမရယူသွားယူသွားလို့ရလားအခုဖြစ်အာယုရှင်းသလားအဲ့ဒါကိုရီးယားမင်းသားကြည့်ပြီးမျက်ရည်ကျနေတဲ့လူတွေဘာဖြစ်တာလဲဘယ်သွားတာအေးဘယ်သွားနေကြတာTV ရှေ့ထိုင်ပြီးတော့နော်ရှင်းသလားအဲ့ဒီလိုများငိုကျင်လာရင်ထပိတ်ကြည့်သားဘာကြီးရှိလို့ခံမြင်ကြီးပဲရှိတယ်အဲ့ဒါကြီးကြည့်ပြီးငိုနေတာအတိတ်ပဲရောရှိသလားရှင်းသလားအဲ့ဒါကိုအဲ့ဒီရှေ့ငုတ်တုတ်သေးသွားတဲ့မသားတွေဗမာပြည်မှာတပုံကြီးကျင်တယ်နော်မင်းသမီးလေးလွမ်းပြီးဟိုကပြင်အဲ့ဒီဇာကားရိုက်လို့အိုဆွေးအိမ်အောင်ကြဟိုမှာအဲ့ဒီမင်းသမီးရှိတောင်ရှိသလားမသိတော့ဘူးအခုဒီဟာကြည့်ပြီးငိုပြီးအဲ့နာတဲ့ငုတ်တုတ်သေးသွားရှင်းသလားအာယုံဆိုတာလှည့်စားမှုတက်တက်အာယုံဆိုတာဒါဖြင့်ချမ်းသာရှိသလားအဲ့တော့ငါတို့တို့ဟာတကယ်တော့ကာမကျိန်စာတင့်နေတာရှင်းမလားဘာဖြစ်တယ်ဒီထဲကနေလွတ်အောင်ယုံဖို့တင့်မတင့်ဘုရားအဆုံးမသာမရှိရင်ဒီအကောင်းဆိုးတွေသိပါမလားအပန်းအမှန်ကိုသိပါမလားတန်ဖိုးရှိတာမရှိတာကိုသိပါမလားရှိတယ်ငါတို့တန်ဖိုးရှိမှမရှိမှမသိတော့သားနဲ့ပြောသမီးနဲ့ပြောပစ္စည်းနဲ့ပြောဥစ္စာဒနာနဲ့ပြောယာတုဂုံသိမ်းနဲ့ပြောမပြောကြဘူးလားအေးပြောနေတာဟာနေခြင်းကောင်းလားနေခြင်းဆိုးလားလောဘဒေါသမောဟတွေမဖြစ်ကြဘူးလားဖြစ်တော့လောဘဒေါသမောဟနဲ့နေတော့နေခြင်းကောင်းနေခြင်းဆိုးနဲ့နေရင်သေခြင်းဆိုးနဲ့အနေတတ်မှအနေမှန်မှအနေကောင်းမှဒါဖြင့်လွတ်မြောက်ရလွတ်မြောက်ကြောင်းလမ်းနေဘုရားကမပြောဘူးလားအမှန်တိုင်းပြောတော့ခန္ဓာဘယ်နှပါမြဲသလားမမြဲဘူးလားဘာသစ္စာလဲဒါဖြင့်ဒီဘဝဒီခန္ဓာရပြီးနောက်ခန္ဓာထပ်ရရင်ချမ်းသာရမလားဆင်းရဲရမလားအဲ့တော့ခန္ဓာမှန်ရင်ဘာသစ္စာသိတဲ့ဉာဏ်ကမဲ့နဲ့သာမမှန်ကန်ကန်သိရင်ဒီဘက်ကလောဘဒေါသမောဟတဏမာနဒိဋ္ဌိလာအောင်မလားငါးပါးအာယုံကာမဂုဏ်တွေပေါ်မှာတတ်မဲ့เสียလိုသေးလားဒါဖြင့်သေတာကနောင်ခန္ဓာမလာတာက
ဟောနိဗ္ဗာန်ရောက်အောင်ဟောလှုပ်လို့မရဘူးလားဘယ်သူပြောသွားတာဒါမို့ဖရာကိုဘာကြောင့်ကြောရကျေးဇူးရှင်မို့လို့ဘယ်လိုကြောမလဲကျေးဇူးသိပြီးမှကဲဒါဖြင့်ငါတို့တန်ဖိုးထားနေတဲ့အရာတွေဟာတန်ဖိုးထားအပ်တဲ့အရာတွေလားဆက်ဆုပ်เสียတွေလားကိုယ်ခန္ဓာကိုယ်ရောပိုင်သလားငါမှမရှိရင်ငါဥစ္စာလဲတရားအလုံးကဖြစ်ပြီးရင်မပြတ်နဲ့လို့ပြောတာမဖြစ်နဲ့လို့ကိုမအိုနဲ့လို့တာမနာနဲ့လို့ပြောရမလားဟိဒါဖြင့်ရှင်မင်းကြီးဖြစ်တာချမ်းသာသလားဆင်းရဲတထေကြီးဖြစ်တာမိဖုရားကြီးဖြစ်တာရွာကြီးဖြစ်တာမိဘရဲ့ခေါင်းကြီးဖြစ်တာကျင်တယ်နော်ငါးပါးအာယုံကာမဂုဏ်တွေကငါတို့တန်ဖိုးထားတဲ့အရာအလုံးဟာဒုက္ခလားဒုက္ခလားမြဲသလားမမြဲဘူးလားကဲဒါဖြင့်ဘယ်တရားကြီးကြီးဖြစ်ပြီးတော့ဖြစ်ပြပါသစ္စာသိတဲ့ဉာဏ်ကမဂ္ဂသစ္စာလာရင်ဒီဘက်ကသမုဒိယသစ္စာလာပါဦးမလားသေတာကနောင်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကဲဟေးကဲသို့သစ္စာ၄ချက်တပြိုင်တည်းကြိုက်ကြမှာသာလျင်တန်တရားဝတ်တွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မမေ့မလျော့မပေါ်ဆသောတတိတရားမလျှော့သောဇွဲလုံးလာလက်ကင်ထားပြီးတော့ဒီဘဝဒီခန္ဓာမစွန့်ခင်ကလေးမှာဘုရားရှင်ဤအဆုံးအမတိုင်းတန်ត្រာဒုက္ခကလွတ်အောင်ယုံကြပါစို့လို့တိုက်တွန်းရင်းနဲ့ကာမကျင့်စာတရားဏိဂုံးချုပ်ကြစို့